Hello ငဖေအောင်တို့ချက်လေးချက်စားပါမယ်ငဖေကိုစားစွန်းချုံမုတ်ထည့်ပြီးတော့ပေါက်ထားလိုက်ပါမယ်ပြီးရင်တော့ကိုယ်စိတ်ကြိုက်အနေလေးတွေလှုပ်ထားလိုက်ပါတယ်ပြီးရင်တော့သူ့ကိုကြော်တဲ့အခါမှာတအားကျွတ်တဲ့အထိမကြော်ပါဘူးအပေါ်ရန်တင်းုံလေးပဲကြော်ပါတယ်ပြန်ချက်မှမို့လို့ပါပေါ်ရန်လေးတွေနှစ်ဖက်လုံးတင်းလာပြီဆိုတော့မှဆယ်ထားလိုက်ပါမယ်အဲဒီခါတော့ကြက်သွန်ဖြူနီမသုံးမဲနဲ့မေးဟင်းချက်မုံလေးနဲ့ပဲချက်မှာဖြစ်ပါတယ်ဒီမေးရင်ချက်မှုတ်ကကြက်သွန်ဖြူနီစနွင့်နောက်ပြီးတော့အရသာအယောင်တင်မှုတ်ဘာမှထက်ထည့်စရာမလိုပဲနဲ့တခါတည်းတန်းပြီးတော့စီထဲကိုစီတက်လိုက်အောင်ပဲပေါ့နော်ဒီအမုံတစ်ထုပ်ကိုအသား20သားအထိသုံးနိုင်ပြီးတော့ကြောင့်မလို့ကျမကအခုဆိုလို့ရှိရင်ဒီတစ်ထုပ်ထဲနဲ့ချက်ထားတာပေါ့နော်ငဖယ်လေးတွေကိုအီလေးဖြစ်အောင်ဆက်ချက်မှမို့လို့ရေလေးနဲ့ထည့်ပါတယ်ပြီးရင်တော့ကြော်ပြီးသားငဖယ်လေးတွေထည့်လိုက်ပါမယ်အယောင်တင်မှုတ်စနွင့်မှုတ်ဘာမှထက်မထည့်ဘဲနဲ့ကိုသူ့အယောင်တိုင်းလေးကိုလှနေရပါပေါ့နော်ပြီးရင်တော့အုံလို့ဘူးလေးကိုဖောက်ပြီးတော့ထည့်ပါမယ်အုံလို့ရေကအများကြီးထည့်စရာမလိုပါဘူးရှင်အနက်မွေးဖို့အတွက်ကိုကျမကဒါစတီးစွန်းနဲ့3စွန်းစာလောက်ထည့်ထားတာပါအုံလို့ထည့်ထားတဲ့အတွက်ကြောင့်မလို့ကိုအရသာအချိုလေးလေးအောင်လို့ကျမကစကြားနည်းနည်းထပ်ထည့်ပါတယ်ပြီးရင်တော့စားလေးနည်းနည်းလေးထည့်လိုက်ပါတယ်ဒီမေးရင်ချက်မှုတ်မှာကအရသာတွေပါပြီးသားဖြစ်တဲ့ကြောင့်မလို့ကျမကငံပြားရည်တွေချုံမှုတ်တွေဘာမှထပ်မထည့်ထားပါဘူးနော်အုံလို့လေးတွေအစီပြန်တက်လာပြီဆိုလို့ရှိရင်တော့မွေးပြီးတော့စားကောင်းတဲ့ငဖင်ဟင်းလေးရပါတော့မယ်။ကဲအခုဆိုလို့ရှိရင်အနှစ်ကလေးကြောင်ဆက်ပြီးတော့ထားလိုက်တာနဲ့ငဖင်အုံလို့ဟင်းလေးရပါပြီရှင်။ကဲအခုလိုမျိုးလွယ်ကူမြန်ဆန်ဆန်နဲ့ချက်ဖို့အတွက်ကိုမေးရင်းချက်မုံလေးကစောင့်ထားတဲ့အရာလေးပဲပေါ့နော်။